တချို့မေမေတွေရှိရပေါ့နော်နိုးမထွက်တဲ့ပေါ်ကို stress တွေအများကြီးပြီးတော့ဒါ15မိနစ်ချာတစ်ခါတွေနိုင်ဝက်ချာတစ်ခါတွေနို့တောက်ရှောက်ညစ်တာမျိုးတွေပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အနာတာပဲဖတ်တင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တဲကတဲရဲ့သမီးလေးကိုဝိစားချိန်ကနေစပြီးတော့အခုချိန်ထိတိုက်ဖြစ်နေတဲ့ formula အကြောင်းကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်တဲသမီးလေးကတော့အခုတော့3လဝန်းကျင်တော့ရှိပြီပေါ့နော်သူဝိစားချိန်ကနေစပြီးတော့အခုချိန်ထိဒါ3လဝန်းကျင်ထိကိုသူတောက်နေတဲ့ formula အကြောင်းကိုပြောပြပေးမှာပါမိခင်ကပေါ့နော်နိုးထွက်တဲ့ပမာဏများတယ်ခလေးတောက်တဲ့ပမာဏလောက်ကိုနိုးထွက်တယ်ဆိုလို့ရှိရင်တော့ formula မကူတာမျိုးလည်းရှိရပေါ့နော်တဲဟာကြတော့ share ဗီဒီယိုတွေမှာပြောထားတဲ့အတိုင်းပဲနိုးထွက်တဲ့ပမာဏအနည်းပါတယ်မနေ့စောစောဦးဆုံးတစ်ခေါက်ညှစ်တဲ့အခါကြလို့ရှိရင်တော့နိုးကတော့3 ounce နေပါတခါလေးကြလို့ရှိရင်2 ounce ကျော်လောက်ရတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့နေခင်းညနေဆိုလို့ရှိရင်တော့တစ်ခါညှစ်တဲ့ခါကျတော့ရှင်1 ounce ဝန်းကျင်ပဲရတော့တယ်ပေါ့နော်သမီးလေးကအခုသူနိုးတောက်တဲ့ပမာဏကကြတော့3 ounce ကိုကျော်သွားပြီး100 ml နေပါရှိတဲ့အခါကျတော့ဘလုံးမှမလောက်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ formula ကူရတယ်ပေါ့အဲ့တော့ formula ကူရတာလည်းသမီးလေးကိုစပြီးတော့မွေးစားချိန်တွေကနေစပြီးတော့အခုချိန်ကြီးလဲဒီ formula တစ်မျိုးတည်းကိုပဲကူရတာပေါ့နော်သမီးလေးကိုမွေးတော့သူ့ကိုကြည့်ပေးတဲ့ကလေးဆရာဝန်ကညွှန်ပေးလိုက်တာမျိုးပေါ့နော်တဲသဘောနဲ့တဲဝဲပြီးတော့တိုက်တာမျိုးတော့မဟုတ်ဘူးပေါ့formula လေးက Nutramegen မှာရန်ကုန်မှာဆိုလို့ရှိရင်လည်းစိတ်ချယုံကြည်ရတဲ့ဒါပစ္စည်းစစ်မှန်တဲ့ online shop တွေကနေပြီးတော့လည်းမှာယူလို့ရတယ် Bitsy Lotus နဲ့ Macro မှာဝယ်လို့ရတယ်ဆေးရုံတွေနဲ့ဆေးဆိုင်တွေမှာလည်းဝယ်လို့ရတယ်နောက်တစ်ချက်ကကျ Lazada တို့ Shopee တို့ဆိုလို့ရှိရင်တော့စိတ်ချတဲ့ mall ကနေပြီးတော့မှာယူလို့ရပါတယ်အဲ့ဒီ formula လေးရဲ့အဓိကရည်ရွယ်ချက်ကတော့သူက hypoallergic formula နဲ့ထုတ်ထားတာပေါ့နော် CMP လို့ခေါ်တဲ့ cow milk protein allergy ရှိတဲ့ကလေးတွေအတွက်ကိုသူကရည်ရွယ်ပြီးတော့ထုတ်ပေးတာပေါ့နော်နွားနို့မှာပါတဲ့နွားနို့ protein နဲ့ပတ်သက်ပြီးတော့ allergy ရှိတဲ့ကလေးတွေဆိုလို့ရှိရင်သုံးလို့ရတယ်ချို့ကကြောင့်လည်းချို့ကလေးကကျတော့ sensitive ဖြစ်တဲ့ allergic reaction ရှိတယ်ပေါ့နော်ဒါမှမဟုတ်ရှင်လည်းဒီ family history မှာ allergic reaction ရှိရဆိုလို့ရှိရင်လည်းဒီ formula လေးကိုပေးရပေါ့နော်တဲတို့ကကျတော့တဲကိုယ်တိုင်ကလည်း allergic နဲ့ပတ်သက်တဲ့ history ရှိရပေါ့နော်မျိုးသားကလည်း allergic နဲ့ပတ်သက်တဲ့ history ရှိတဲ့အခါကျတော့သမီးလေးကိုမွေးတဲ့အခါမှာဒါကလေးဆရာဝန်က allergic နဲ့ပတ်သက်ပြီးတော့ဒါမိဘတွေမှာလည်း history ရှိတဲ့အတွက်ကြောင့်မို့လို့သူစိတ်ပူတဲ့အတွက်ကြောင့်ဒါဒီ formula လေးကိုညွှန်လိုက်တာပေါ့နော်အဲ့ဒီချိန်ကနေမွေးစားချိန်ကနေစပြီးတော့ပဲအခုချိန်ဒီကိုဒါ formula ကိုသမီးလေးကတောက်လျှောက်လဲကူပြီးတော့တောက်နေရတာပေါ့သူ့မှာအဓိကပါဝင်တဲ့ ingredients တွေက hydrolyzed casein protein ကို 45.6% ပါတယ်အဲ့တော့ nano protein ကိုသူအပိုင်းပိုင်းလေးတွေခွဲထားတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တာမန်milk protein formula တွေထပ်စားလို့ရှိရင်ဒီ allergic ဖြစ်စေတဲ့ဒီနှုံးကိုပေါ့နော်ပို့ပြီးတော့နည်းတယ် protein အရွယ်အစားတိတိလေးတွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အစာချေဖို့လည်းပို့ပြီးတော့လွယ်သွားတယ်နောက်တစ်ချက်ကကျတော့သူ့မှာပါတာက LGG ပေါ့နော် probiotics ပါတယ်အစာချေတဲ့စနစ်နဲ့ဒီဆိုင်နဲ့ဦးလန်းချောင်းအတွက်ကိုအစာချေဖို့အတွက်ပြီးတော့ကောင်းမှုစေတယ်ပေါ့နော်အဲ့တော့ကလေးတွေကလေထိုးတာတို့လေနာတာတို့လို့ရှိရင်ဒီနို့နဲ့ပတ်သက်ပြီးတော့နို့တောက်ပြီးလို့ရှိရင်နို့အများကြီးအန်နာပြီးမအိမတာဖြစ်တဲ့ဒီခံစားမှုတွေကလည်းအများကြီးလျော့ပါတယ်ပေါ့နောက်ထပ်ပါဝင်တာတွေက DHA ရဲ့ ARA ရဲ့အဲ့ဒါတွေကကြတော့အုံနောက်ဖွံ့ဖြိုးမှုနဲ့မျက်စိအမြင်အာရုံဖွံ့ဖြိုးမှုကိုဒါအထောက်အကူပြုစေတဲ့ fatty acids တွေဖြစ်ပါတယ် vitamin A C E K vitamin B ပြီးလို့ရှိရင် calcium iron zinc ပေါ့နော်ပုံမှန် formula တွေမှာလည်းဒီလိုမျိုး vitamins နဲ့ minerals တွေလည်းပါပါတယ်တခြားပါဝင်တဲ့ပစ္စည်းတွေကတော့ construct solids တွေရဲ့ vegetable oils တွေပါပါတယ်ဒီ formula လေးကမဖြစ်မနေပုံမှန်ကလေးတိုင်းအတွက်ကူရမယ့် formula ရတော့မဟုတ်ပါဘူးအဓိကကလေးက CMP ရှိရဆိုလို့ရှိရင်တော့လေဒါဒီ formula လေးကတော့ပို့ပြီးတော့တင့်တော်တယ်ပေါ့နော်ဒါပေမဲ့ CMP အရင်ပြင်းထန်တဲ့ကလေးတွေမှာဆိုလို့ရှိရင်တော့လေဒီ formula နဲ့အဆင်မပြေတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုကလေးမှာက CMP ရှိရဆိုလို့ရှိရင်တော့ကလေးရဲ့အစာဆရာဝန်နဲ့တိုင်ပင်ပြီးတော့သူတို့ညွှန်းတဲ့ဒီ formula ကိုတိုက်တင်တယ်ပေါ့နော် Nutramegen မှာပါတဲ့ ingredients တွေရဲ့သူ့ရဲ့အာနိသင်တွေရဲ့အကျိုးသက်ရောက်မှုတွေပြောပြပြီးသွားတဲ့နောက်မှာသူ့ရဲ့အရသာကိုပြောပြပါမယ်အဲ့တော့အရသာကိုဘယ်လိုသိသွားလဲဆိုတော့တဲ့တော့တောက်ကြည့်လိုက်တာပေါ့နော်တောက်ကြည့်လိုက်တဲ့အခါကျတော့သိသွားတယ်ပေါ့နိုးမှုန့်လိုမျိုးချိုအီမွေ့အရသာမျိုးမဟုတ်ပါဘူးနိုးအရသာအနေငယ်တော့ရပေမဲ့ခါတက်တက်အရသာရှိပါတယ်။ဘာကြောင့်လဲဆိုတော့သူဒီ hypoallergic formula နဲ့ထုတ်ထားတဲ့အတွက်ကြောင့်မို့လို့လေဒီခါတက်တက်အရသာရှိရဆိုပြီးတော့လေဒါရှောက်ပေးပြီးတော့ဖတ်ကြည့်တဲ့အခါမှာသိရတယ်ပေါ့နော်။ဒါပေမဲ့ကလေးတွေအတွက်တောက်ရတာခက်လားဆိုတော့လေခက်တဲ့ပုံတော့မပေါ်ဘူးပေါ့နော်။သမီးလေးကတော့ဒီ formula ကိုသူတောက်နေတဲ့အချိန်မှာလေအေးဆေးပဲခါတဲ့အတွက်ကြောင့်မို့လို့ဒီညင်းတာအဝင်ဆိုးတာမျိုးလည်းမဖြစ်ဘူး။အနံ့တက်ကြီးရမ်းဆိုးနေတာမျိုးလည်းမဟုတ်ပါဘူး။ဒါပေမဲ့ခါတက်တက်အရသာလေးတော့ပေါ်နေတယ်ပေါ့။ကလေးလေးတွေအတွက် formula ရွေး
ချယ်တဲ့အခါမိမိသဘောဆန္ဒနဲ့ပေါ့နော်ဒီတိုင်းနာမည်ကြီးတာဒါမှမဟုတ်လူတောက်များတာကိုတိုက်မယ်ဆိုတဲ့အစားကလေးဆရာဝန်နဲ့ပေါ့နော်တိုင်ပင်ပြီးတော့ကလေးဆရာဝန်ညွှန်ပေးတဲ့ formula ကိုတိုက်ဖို့အတွက်ကိုတဲ့အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးလေးတွေကတယောက်နဲ့တယောက်ကခန္ဓာကိုယ်ဖွဲ့စည်းပုံမတူဘူးပြီးလို့ရှိရင်တုံ့ပြန်တဲ့ reaction ချင်းလည်းမတူဘူးပြီးတော့ sensitive ဖြစ်တဲ့ကလေးလေးတွေလည်းရှိတယ်ခုနကပြောသလိုပေါ့နော်ဒါနို့တော့လက်ကောင်ပြီးလို့ရှိရင်နို့နဲ့ပတ်သက်တဲ့ဒီ milk protein ကိုတော့လက်ကောင် allergic ဖြစ်တဲ့ကလေးတွေ sensitive ဖြစ်တဲ့ကလေးလေးတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ဒါ formula ကိုတေချာဂရုမစိုက်ပဲနဲ့ရွေးချယ်မိပြီးအရွေးမှားပြီဆိုလို့ရှိရင်လည်းကလေးက allergic ဖြစ်တာကလေးဝင်းသွားတာနာပိုက်နာတာတွေဖြစ်သွားတတ်တယ်အကြံပေးချင်တာကနာမည်အရန်ကြီးတယ်အကုန်လုံးကလေးတိုင်းနဲ့အဆင်ပြေတယ်ဒါတော်တော်များသုံးဆွဲကြတယ်ဆိုလို့ရှိရင်ကိုယ်ကလေးနဲ့လည်းအဆင်ပြေမလားဆိုတာကိုပြန်ပြီးတော့စဉ်းစားဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တရားမှာတယောက်ဒါမှမဟုတ်လို့ရှိရင်လည်းတစ်ထောင်မှာတယောက်ပေါ့နော် sensitive ဖြစ်တာမျိုးလည်းရှိတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးတော်တော်များများအဆင်ပြေပေမဲ့လည်းကိုယ်ကလေးကဒါ sensitive ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆင်မပြေတာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့ကလေးနဲ့ပတ်သက်ပြီးတော့ formula ရွေးချယ်တဲ့အချိန်မှာကလေးဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပဲတရားရွေးချယ်စီခြင်းနဲ့ကိုယ့်သဘောဆန္ဒနဲ့ formula ကိုရွေးတာမျိုး formula ကိုပြောင်းလိုက်တာမျိုးဆိုလို့ရှိရင်အခက်မသိလို့ရှိရင်ကလေးအတွက်ထိခိုက်တာမျိုးတွေဖြစ်သွားတတ်တယ် Nutramigen ကလည်းကိုယ့်သဘောနဲ့ကိုယ်လိုတိုက်ဖို့အတွက် share လုပ်ပေးတာမျိုးမဟုတ်ဘူးပေါ့နော်အဓိကဒီ videoရဲ့ရည်ရွယ်ချက်ကကျတော့ hypoallergic နဲ့ပတ်သက်ပြီးတော့ပြပြပေးထားတာပေါ့နော် CMP ရှိတဲ့ကလေးတွေဆိုလို့ရှိရင်သုံးဆွဲလေးရှိရဲ့ဒီ formula အကြောင်းကိုပြောတာမျိုးဖြစ်ပါတယ်အဲ့အတွက်ကြောင့်မိမိတွေနေတဲ့ formula ကိုရွေးချယ်တဲ့အခါမှာကိုယ့်သဘောအတိုင်းတိုက်တာမျိုးမဟုတ်ပဲနဲ့တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့မှပဲ formula ရွေးချယ်ပြီးတော့တိုက်တင်ပါတယ်ကိုရွေးချယ်လိုက်တဲ့ formula မှားပြီးနေတယ်ဆိုလို့ရှိရင်ကလေးစီမှာ allergic reaction တွေလည်းတွေ့နိုင်တယ်ပြီးလို့ရှိရင်တော့ဝင်းသွားတာပြီးလို့ရှိရင်ကလေးမအိမ်မသာဖြစ်ပြီးတော့ဘိုက်အောင်တာဆိုတဲ့ဒီလိုလက္ခဏာလေးတွေ့ရနိုင်တယ်အဲ့ဒီခါကျလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဒါ formula ရွေးချယ်မှုမှားယွင်းနေလားဆိုတာပြန်ပြီးတော့ check လုပ်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ formula တွေမှာလည်းတို့ဒီ step လေးရှိရပေါ့နော် step 1 step 2ပေါ့နော်ဒီလိုမျိုးတွေရှိတယ်အဲ့တော့ဒီအသက်အရွယ်အပိုင်းခြားလိုက်ဒါပြောင်းသွားမယ်ဒီအဆင့်လေးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ခု formula ရွေးချယ်တဲ့အချိန်မှာကိုကလေးရဲ့ဒါ allergy ရှိမရှိဆိုတဲ့ဒီ history ကိုလည်းကြည့်ရတယ်ပြီးလို့ရှိရင်တော့ကလေးရဲ့အသက်အရွယ်အပိုင်းခြားပေါ်မူတည်ပြီးတော့လည်း formula ရွေးချယ်ဖို့အတွက်လိုအပ်တယ်တဲ့ဗီဒီယိုလေးကကြော်ညာတာလည်းမဟုတ်တယ်လို့မျိုးဒီ formula ကိုပဲသုံးဆွဲရမယ်ဆိုပြီးပြပြတာမျိုးမဟုတ်ပါဘူးအကယ်၍မိရဲ့ကလေးမှာ CMPA လို့ခေါ်တဲ့ Calmic Protein Allergy ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး formula အမျိုးအစားမျိုးကိုသုံးလို့ရလဲဆိုတာရဲ့ CMPA နဲ့ပတ်သက်ပြီးတော့အခုရွေးချယ်ထားတဲ့ formula လေးကဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာမျိုးကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်အကယ်၍ကိုကလေးကိုတိုက်နေရလဲဒါဒီ Nutramigen ဖြစ်နေမယ်ကိုကလေးရဲ့ဆရာဝန်ကလည်းညွှန်ပေးလိုက်တာလည်းဒီ Nutramigen ဖြစ်နေမယ်ဆိုလို့ရှိရင်ဒီ no mode ဒီ formula ရဲ့အကျိုးသက်ရောက်မှုတွေဘယ်လိုမျိုးအာနိသင်တွေရှိလဲဘာကြောင့်ဒီလိုမျိုးညွှန်ပေးရတယ်လဲဆိုတာကိုသိရှိစေဖို့အတွက်မျှဝေပေးထားတာပဲဖြစ်ပါတယ်လက်ဆောင်အနေနဲ့စကားလေးတစ်ခုပြောချင်ပါတယ်ကလေးမေမေတွေနို့ထွက်နေတာဒီမိမိတို့အဖြစ်မဟုတ်ပါဘူးအဲ့တော့အကယ်၍နို့ထွက်နေတယ်ဆိုရင် formula နဲ့ကူလို့ရပါတယ်အဲ့တော့နို့ဒီထွက်နေတဲ့ပေါ့နော် stress အများကြီးဖြစ်နေမယ်ဒါမှမဟုတ်စိတ်တွေအများကြီးညစ်နေမယ်ဝမ်းနေနေမယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစိတ်ဖြစ်နေလို့လည်းနှုတ်ထွက်တာပြန်ပြီးတော့လည်းများလာမှာမျိုးတော့မဟုတ်ဘူးပေါ့နော်ပုံမှန်အားဖြင့်ဒါနှုတ်ညစ်ပြီဆိုလို့ရှိရင်လည်း3နာရီခြားတစ်ခါနှုတ်ညစ်ပါတချို့မေမေတွေရှိရပေါ့နော်နှုတ်မထွက်တဲ့ပေါ်ကို stress တွေအများကြီးပြီးတော့ဒါ15မိနစ်ခြားတစ်ခါတွေနိုင်ဝက်ခြားတစ်ခါတွေနှုတ်တောက်ရှောက်ညစ်တာမျိုးတွေပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အနာတာပဲဖတ်တင်ပါတယ်အဲ့တော့ဆက်နေညစ်တာဆိုလို့ရှိရင်လည်းနို့သီးတွေအများကြီးနာတယ်ကွဲထွက်တယ်ပြီးလို့ရှိရင်ဒီရင်သားတစ်ခုလုံးလေးတင်းပြီးတော့နာတယ်ပေါ့နော်နို့ကထွက်လာဆိုတော့မထွက်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့3နာရီခြားတစ်ခါပုံမှန်လေးနို့ညစ်ပါရေကိုတစ်နေ့ကို2လီတာကနေပြီးတော့3လီတာကြာကိုတောက်ပါပြီးတော့ဒါမျှတတဲ့ကိုလက်လှုပ်ရှားမှုလုပ်ပါမျှတတဲ့အာဟာရတွေစားပေးပါအဲ့တော့မျှတတဲ့အာဟာရဆိုလို့ရှိရင်တော့အယူစားတစ်ခုရှိရပေါ့နော်ဟင်းကားတွေအများကြီးတောက်ရမယ်ငါးချောက်တွေအများကြီးစားရမယ်ပူပူဆက်ဆက်ပေါ့နော်ငရုတ်ကောင်းများတဲ့ဟင်းကားတွေတောက်ရမယ်ဒီလိုမျိုးတွေမဟုတ်ပဲနဲ့တင်းတင်းလျောက်ပတ်တဲ့အာဟာရတွေလည်းရှိဖို့အတွက်လိုအပ်ပါတယ်အသားငါအသီးရွက်ချက်ဥလုံလောက်စွာစားပေးရတယ်ဟင်းကားတောက်လို့ရပါတယ်စုပ်ပြုတ်တောက်လို့ရပါတယ်နွေးနွေးလေးတောက်တဲ့အခါမှာဒါနိုးထွက်ဖို့အတွက်လည်းအထောက်အကူပြုတယ်ဆိုတာမှန်ပါတယ် Ovaltine တို့ Monmouth တို့တောက်တယ်ပေါ့နော်
ဒါကလည်းဟိုလှုပ်တဲ့အရာတွေမှာပါပါတယ်တခုကပေါ့နော်ခါလေးချချို့အယူစားတွေရှိတာကြက်ဥမစားနဲ့ကြက်ဥကဝင်းပုတ်တယ်တို့ခလေးလေးထားရတယ်တို့ဘိုက်နာလိမ့်မယ်ခလေးဝင်းနေပြက်လိမ့်မယ်ဆိုတော့ပြောတာမျိုးရှိရပေါ့တကယ်တမ်းကျတော့ဒါကြက်ဥကိုကြက်အောင်ပေါ့နော်ကြက်ဥကိုကြက်အောင်လို့ပြုတ်ပြီးတော့စားတာမျိုးတွေဒါကဒီနှိုးထွက်ဖို့အတွက်ကိုလည်းအထောက်အကူလည်းပြုပါတယ်အဲ့တော့မျှတတဲ့အာဟာရကိုစားပါပြီးလို့ရှိရင်ဟင်းကတောက်လို့ရပါတယ်ဟင်းရတောက်လို့ရပါတယ်ပြီးတော့ရေကိုတစ်နေ့ကို2လီတာနေပြီးတော့3လီတာအထိကိုတောက်ပေးပါကိုလက်လှုပ်ရှားမှုလေးတွေလုပ်ပါအဲ့ဒီအပြင်ကိုစိတ်လေးအေးထားပါနှိုးထွက်နေတာအတိမိမိတို့ဖြစ်မဟုတ်ပါဘူးရှင်နောက်နေ့ဗီဒီယိုတွေမှာမိမိတို့ပေါ့နော်နှိုးညစ်တဲ့အခါမှာကြုံတွေ့ရလေးရှိတဲ့နှိုးသည်ကွဲတာပေါ့နှိုးသည်ကောင်းလေးကွဲတဲ့အခါမှာဘလိုခရင်လေးတုံးလို့ရလဲပြီးလို့ရှိရင်ခလေးလေးပေါ့နော်ဒိုင်ဘာတုံးတာဖြစ်တဲ့အတွက်ကြောင့်ဒိုင်ဘာလောင်တဲ့အခါမှာတဲ့သမီးလေးကိုဘလိုဒိုင်ဘာမျိုးတုံးနေလဲဘလိုခရင်မျိုးတုံးနေလဲဆိုတာလေး share လုပ်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you ပါ